ကျန်းလာပါလေဆိုတဲ့စပိန်လူမိုက်တင်းကိုအမရစ်ကွင်ကိုခေါ်ပြီးတော့ဖိုးစီးနဲ့တမျိုးကြီးဖြစ်အောင်လုပ်ပြခဲ့တဲ့စင်မြညီတင်းအားလုံးပဲမင်္ဂလာပါခင်ဗျာမနေ့ကညမှာဆိုလို့ရှိရင်တော့စင်မြညီတင်းကိုအာဆင်နယ်တင်းဟာတမ်ဖလားပွဲစဉ်အဖြစ်စပိန်လူမိုက်တင်းလို့ခေါ်တဲ့အီတီကိုတင်းနဲ့ရင်ဆိုင်ကစားခဲ့ရတာပဲဖြစ်ပါတယ်စပိန်လူမိုက်တင်းလို့ခေါ်တဲ့အီတီကိုတင်းဟာဆိုလို့ရှိရင်ခန်းစစ်ကစားပုံအထူးကောင်းမွန်ခဲ့ပေမဲ့လည်းအာဆင်နယ်တင်းရဲ့အိမ်ဝင်းမှာတော့ဖိုးသီးဆိုပြီးတော့ကိုဘိုးပြက်ရင်းနေခဲ့တာပဲဖြစ်ပါတယ်အာဆင်နယ်အသင်းအတွက်သွင်းဂိုးတွေကိုတော့ပီတာယောဂရက်ဟာဒီပွဲစဉ်မှာ2ဂိုးသွင်းယူခဲ့ပြီးတော့နောက်ကန်လူကာဘီရဲ့ပေတောင်မှာကစားနေတဲ့မာတင်နယ်လီတို့ရဲ့သွင်းဂိုးတွေနဲ့အတူဒုတိယပိုင်းသွင်းဂိုးတွေနဲ့အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။အေဒီကိုအသင်းနဲ့ပွဲစဉ်မှာဆိုလို့ရှိရင်သွင်းဂိုး2ဂိုးသွင်းယူပေးခဲ့တဲ့ပီတာယောဂရက်ဟာဆိုလို့ရှိရင်ပွဲပြီးမှာမန်ရော့သမတ်စုကိုရရှိခဲ့တာပဲဖြစ်ပါတယ်။ပထမပိုင်းမှာဆိုလို့ရှိရင်နှစ်သင်းသလုံးဟာဂိုးမရှိကြဘဲနဲ့ဒုတိယပိုင်းမှာဆိုလို့ရှိရင်တော့ဆက်ပီမာစတာဆိုတဲ့အတိုင်းပဲအာဆင်နယ်အသင်းဟာဒီကလန်ရော့ရဲ့ဖြတ်တင်ဘောကိုနောက်ကန်လူကာဘီရဲ့ကခေါင်းတိုက်သွင်းယူခဲ့ပြီးတော့ဥဆောင်ကိုရရှိခဲ့တာပဲဖြစ်ပါတယ်။ဒီပွဲစဉ်မှာဆိုလို့ရှိရင်အေတီကိုအသင်းဟာဘာမှကိုထူးထူးခြားခြားမလုပ်ပြနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဥဆောင်ကိုရရှိသွားခဲ့တဲ့အာဆင်နယ်အသင်းဟာဆိုလို့ရှိရင်တော့နောက်ထပ်3ဂိုးထပ်မံသွင်းယူခဲ့ပြီးတော့သွင်းဂိုး4ဂိုးသလုံးကိုပွဲချိန်73မိနစ်အတွင်းမှာတင်ရရှိခဲ့တာပဲဖြစ်ပါတယ်။အေတီကိုအသင်းတက်ဆိုလို့ရှိရင်လေသူတို့ရဲ့သမိုင်းတစ်လျှောက်မှာပွဲချိန်73မိနစ်အတွင်းမှာပထမဆုံးသွင်းဂိုး4ဂိုးခွင့်ပြုခဲ့ရတဲ့မှတ်တမ်းဖြစ်လဲဝင်သွားခဲ့တာလည်းဖြစ်ပါတယ်။နီးစနစ်ဆရာအာဒီတာရဲ့အာဆင်နယ်အသင်းဟာဆိုလို့ရှိရင်တမ်ဖလားပွဲစဉ်တို့ခေါ်တဲ့ချန်ပီယံလိပွဲစဉ်3ပွဲကစားပြီးမှဆိုလို့ရှိရင်ပေးကိုခွင့်ပြုထားခြင်းမရှိဘဲနဲ့ရာကို8ဂိုးတီတောင်ရရှိထားခဲ့တာပဲဖြစ်ပါတယ်။စနစ်ဆရာအာဒီတာရဲ့အာဆင်နယ်အသင်းဟာဆိုလို့ရှိရင်စပိန်ကလပ်အသင်းအနေနဲ့ထိပ်တိုက်တွေ့ဆုံတိုင်းအမြဲလိုရလက်ကောင်းလေးရှိပြီးတော့ပြီးခဲ့တဲ့ရာသီကဆိုလို့ရှိရင်လည်းချန်ပီယံလိဘီယင်ကြီးဖြစ်တဲ့ရီယယ်မက်ဒရစ်အသင်းကိုနှစ်ကြော်စလုံးအနိုင်ရယူပြထားခဲ့တာပဲဖြစ်ပါတယ်။ချန်ပီယံလိမှာ3ပွဲဆက်တိုက်နိုင်ရရှိခဲ့တဲ့စင်မြန်ကြီးတင်းဟာဆိုလို့ရှိရင်ချန်ပီယံလိမှာဘိုးဆွဲဖို့ရေပန်းစားဆုံးနံပါတ်1နေရာမှာ18.4ရာခိုင်နှုန်းထိရှိလာတာပဲဖြစ်ပါတယ်။မင်းညာကစားခဲ့တဲ့တမ်ဖလားပွဲစဉ်မှာကျန်းလာပါတယ်ဆိုတဲ့စပိန်လူမိုက်တင်းကိုအမရစ်ကွင်မှာဖိုးစီးနဲ့တမျိုးကြီးဖြစ်အောင်လုပ်ပြခဲ့တဲ့စင်မြန်ကြီးတင်းခေါ်အာဆင်နယ်အသင်းရဲ့အကြောင်းလေးကိုပွဲပြီး review လေးပြုလုပ်ပေးထားတာပဲဖြစ်ပါတယ်။ဆုံးဖြတ်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်